ရှင်ဘုရားတဲ့ပါဠဆိုတဲ့ယဟန်တော်တစ်ပါးမကြခင်ကပြန်လွန်သွားပါတယ်အဲ့ဒီပါဠဆိုတဲ့ယဟန်တော်ဟာခုချိန်မှာဘယ်ဘဝခရီးရောက်နေပါသလဲဘယ်ကိုရောက်သွားပါသလဲသူ့ရဲ့တေဒီချမဲ့နောက်ဘဝကဘာပါလဲလို့မေးတယ်နေဆုံးသွားတဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့သိချင်ကြခဏခေတ်မှလည်းပဲထို့တူပဲသိသွားပြီဆိုလို့ရှိရင်ဘယ်ရောက်သွားလဲလို့လူတွေကသိချင်ကြမြတ်စွာဘုရားသခင်ကိုရောမြတ်ကဖြေတယ်အာနန္ဒာတဲ့ပါဠဆိုတဲ့ယဟန်ဟာအာတော်ကင်းกว่าယဟန္တာဖြစ်သွားတာဖြစ်သောကြောင့်ငြိမ့်သွားပြီဘဝဆိုတာသူ့မှာမရှိတော့ဒီငြိမ့်သွားပြီဆိုတဲ့စကားလုံးနဲ့ဖြေတာကိုတော်တော်များများအဲ့ဒီခေတ်ကနားလည်မှုမရှိကြဘယ်လိုနားလည်ရမှာလဲလို့ဒီမေခွန်းနဲ့ပတ်သက်ပြီးတော့တက်လာတာတွေရှိဘူးတဲ့ပေါ့ရသော်ဘုရားကရှင်းပြတယ်ငြိမ့်သွားတယ်ဆိုတာဥပမာပဲအကိဝိသဆိုတဲ့ပရပိုက်တယောက်ကိုရှင်းပြတဲ့စကားလေးမှာကိုယ်ရှိမှမိတောက်ကလေးတောင်းနေတယ်ဆိုရင်ငါရှိမှမိတောက်ကလေးရှိတယ်ဆိုတာမသိဘူးလားသိတယ်အဲ့ဒီမိတောက်လေးငြိမ့်သွားရင်ရောဒီမိတောက်ကလေးငြိမ့်သွားပြီဆိုတာမသိဘူးလားလို့ဆိုသိပါတယ်ဒါဖြင့်အဲ့ဒီငြိမ့်သွားတဲ့မိတောက်ကလေးဟာဘယ်ရောက်သွားတယ်လို့ပြောမလဲဆိုငြိမ့်သွားတယ်ပဲပြောရမှာပဲအရှိရောက်သွားတာလားအနောက်ထဲရောက်သွားတာလားတောင်ထဲရောက်သွားတာလားမြောက်ဖက်ရောက်သွားတာလားအပေါ်ရောက်သွားတာလားအောက်ရောက်သွားတာလားလို့ဖြေစရာမရှိဘူးမိတောက်ကလေးငြိမ့်တာကိုငြိမ့်တယ်လို့သိလိုက်တာပဲအဲ့ဒါလိုပဲခန္ဓာ၅ပါးဖြစ်နေတဲ့ပုဂ္ဂိုလ်မှာကိလေသာတွေအတဝါတွေတဏှာတွေကင်းပြတ်သွားတဲ့အခါမှာဘဝပေါ်မှာတွေ့တာမှုလုံးဝမရှိတော့သည့်အတွက်ကြောင့်ခန္ဓာ၅ပါးဆိုတာဘဝတဏှာကင်းနေတဲ့ပုဂ္ဂိုလ်အဖို့နောက်ထပ်ဆက်ပြီးတော့ဖြစ်လာတာမရှိတော့သည့်အတွက်ကြောင့်သူ့အဖို့အကြောင်းပြတ်လို့အကျိုးတရားတွေရပ်သွားတော့ခန္ဓာတွေငြိမ့်သွားပြီလို့ပဲဒီလိုပြောရမှာပဲပြောတဲ့အခါမှာယမယံခါနိဗ္ဗာန်ပြိနိဗ္ဗာန်ဆံသွားတယ်သို့မဟုတ်နိဗ္ဗာန်ဝင်သွားတယ်ဆိုတဲ့အခါမှာလူတွေရဲ့စိတ်ထဲမှာအများစိတ်ထဲမှာဘလို့ထင်တော့ဆိုနိဗ္ဗာန်ဟာဘုံကြီးတစ်ခုလို့ယူဆနေကြထင်မြင်လာစရာအကြောင်းရှိနိဗ္ဗာန်ဝင်သွားတယ်ဆိုတော့နိဗ္ဗာန်ဟာတရားဌာနကြီးတစ်ခုလို့ထင်ရအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကငြိမ့်သွားတယ်ဆိုတာဖြစ်နေတဲ့ခန္ဓာတစ်ခုဟာအကြောင်းကုန်လို့ရပ်သွားပြီးဒီခန္ဓာမျိုးဆက်ပြီးတော့မဖြစ်တတ်တဲ့မိတော့ကလေးငြိမ့်သွား